အားလုံးပဲမြင်ကြပါရှင်။ကျွန်မဒီကနေ့မိတ်ဆွေတို့ပြပြပေးမယ့်ရေတွေကကတော့တင်မောသားများအတွက်ညီတဲ့အကြောင်းကိစ္စမဆိုတင်မောနဲ့ပတ်သက်ပြီးတော့ပြန်ထွက်ဖို့အတွက်နှောင့်နှေးနေတဲ့သူတို့မဟုတ်အခုမှစတင်ပြီးတော့တင်မောထွက်ဖို့လှုံ့ဆော်နေတဲ့သူအကြောင်းမျိုးကြောင့်နှောင့်နှေးခြင်းတုံနေတာမျိုးဆိုရင်ကျွန်မခုပြပြပေးမယ့်ရေတွေကိုလှုံ့ဆော်ပေးပါ။မိတို့ရဲ့ကံအထောက်ပံ့ကောင်းရရှိစေနိုင်တယ်။နောက်တစ်ခါကျတော့တင်မောသားများအတွက်ဆောင်သွားမယ့်အဆောင်ကိုတိုင်းလည်းပြုလုပ်ဆောင်သွားမယ့်အဆောင်ပေါ့နော်။အဲ့ဒီဥစ္စာကိုပြပြပေးမှာဖြစ်ပါတယ်။အဲ့တော့အဓိကကတော့အခုလက်ရှိမှာတင်မောနဲ့ပတ်သက်ပြီးတက်ဖို့လှုပ်ဆောင်နေကြနိုင်ငံခြားခီးတင်မောနဲ့ပတ်သက်ပြီးတက်ဖို့လှုပ်ဆောင်နေကြတဲ့သူများအတွက်အဓိကကျမကိုယ်တိုင်ဆောင်ပေးနေရလဲဖြစ်တယ်လို့ဒီကိုတိုင်းအိမ်မှာလည်းလှုပ်ဆောင်လို့ရရဲဆိုရရေတရားပြပြပေးမှာဖြစ်တယ်ပေါ့နော်။အဲ့ဒီဥစ္စာလှုပ်ဆောင်အောင်မှာကကြတော့တင်မောတီစိမ့်မဲ့ရတယ်တင်မောတီဖြစ်ဖို့လိုတယ်တင်မောတီတစ်လုံးကိုကျမတို့အောက်ကံပကံလုံးနဲ့ခံထားပြီးတင်မောတီတစ်လုံးမှာကျမတို့တကုံလုံးဆက်ရမှာတကုံလုံးဆက်ရမယ်နောက်တစ်ခုကမိမိတို့သွားမယ်နိုင်ငံရဲ့အလံဆိုတာကကျမတို့ကဒီကိုသွားမယ်ကိုယ့်ရဲ့ကုမ္ပဏီကအခြေတည်တာစင်ကာပူဆိုလို့စင်ကာပူနိုင်ငံအလံပေါ့တကယ်လို့ကိုသွားမယ်တင်မောရဲ့ကုမ္ပဏီကတင်မောကုမ္ပဏီကဂျပန်မှာတဲ့ဂျပန်အလံပေါ့အဲ့အလံကိုစိုက်လူရမှာစိုက်လူပြီးတော့အလံတိုင်ကကြတော့မိမိရဲ့မွေးနံတိုင်ဆိုတာဥမာတနင်္ဂနွေသားဆိုလို့ရှိရင်အုံသားအင်သားပေါ့တနင်္လာဆိုဂန်းကောခရီအင်္ဂါဆိုလို့ရှိရင်ဇီးကိုင်းလည်းရတယ်ဇီးသို့မဟုတ်ဒီစိန်ပန်းတို့စပယ်တို့ရတယ်ပြီးတော့နောက်တစ်ခုကဗုဒ္ဓဘုဆိုဝါသို့မဟုတ်ရွက်လာစတာပရီဆိုလို့ရှိရင်ဗရောက်သို့မဟုတ်ပိန်းနေတို့ရတယ်ကြာပြီးနာမည်ဆိုင်ရတယ်ပေါ့နော်တောက်ကြဆိုလို့ရှိရင်တီဟိုတရက်စနေဆိုထန်းသားထိန်သားရပါတယ်အဲ့တော့နာမည်အစတမရတယ်စနေဆိုလို့ရှိရင်အဲ့တော့အဲ့ဒီကိုယ့်ရဲ့မွေးနံတိုင်နဲ့ဒီတမောတီမှာပဲပြန်ဆိုင်ရမှာအလံတစ်ခုကိုအဓိကတော့ဒီတကုံလုံးတစ်ခုအလံတစ်ခုအဲ့လိုမျိုးစိုက်ထားပြီးသွားတဲ့အခါနောက်တစ်ခုကတမောတီဘေးမှာကက်ကမှာမိမိစက်ကူနဲ့ရေးထားရမှာပေါ့နော်မိမိသွားမဲ့ဒီမိမိရဲ့ကိုယ်ရေးကိုယ်တာအချက်လက်နောက်တစ်ခုကဒီသွားရောက်မဲ့ကုမ္ပဏီနာမည်ပြီးရင်တင်မောနာမည်ပါတဲ့နာမည်ပေါ့အဲ့လိုမျိုးအချက်လက်တွေအကုန်ရေးထားမယ်ကိုသွားအဲ့လိုရေးပြီးသွားတဲ့အခါတင်မောတီဘေးမှာကတ်လိုက်ရမှာကတ်ပြီးသွားတဲ့အခါကျလို့ရှိရင်ဖျားရှင်မှာတင်လူပြီးသွားတော့တင်ပြီးတော့လှူရမှာပေါ့လှူပြီးတော့မိသွားမဲ့ကိစ္စအမြန်ဆုံးအထားမြောက်ဖို့တော့ဆူတောင်းပေးရမှာဖြစ်တယ်ပေါ့နော်အဲ့တော့အချိန်ရက်အနေငယ်ကြာတဲ့အခါတင်မောတီကနွမ်းသွားပြီးနွမ်းပြီးတော့ဒီပုတ်စာပြုတ်လာပြီးအနေထားမျိုးပေါ့အဲ့လိုဆိုလို့ရှိရင်စွန့်လိုက်တော့စွန့်ပြီးသွားတဲ့အခါမှာအဲ့အလံရောတကုံလုံးရောအပါမြစ်ချောင်းတစ်ခုမှာမြစ်ပေါ့အဲ့ဒီချောင်းဆိုတာလည်းမြစ်တစ်ခုမှာသွားပြီးမျောပြရမှာမြင်းတသားနဲ့ဆူတောင်းပြီးမျောပြရမှာအမြန်ဒီကိုသွားမဲ့တင်မောနဲ့ပတ်သက်တဲ့တင်မောအမြန်ဆုံးထွက်ပြပြီးခေါ်စာရေးကြပြီးဒီစာတော့ဘာတော့အကုန်လုံးအဆင်ပြေပြီးဆိုပြီးတော့ရေဆိုးပြီးတော့မျောလိုက်ရမှာဖြစ်တယ်ပေါ့နော်အဲ့ဒါတခုနောက်တစ်ခုကကြတော့ကျမတို့ကြေးလင်မန်းလေးထဲမှာစက္ခုနဲ့ပြုလုပ်ထားတဲ့တင်မောလေးတွေတင်မော9ခုမြတ်စွာဘုရားရှင်ကိုတင်လူထားပေးရမှာဖြစ်တယ်အဲ့တင်မောရဲ့ဘေးလေးမှာကြတော့ကျမတို့သွားမဲ့မိမိရဲ့အချက်လက်တွေကုမ္ပဏီနာမည်တွေဒီမိမိသွားမဲ့တင်မောနာမည်ဆိုလဲတင်မောနာမည်အချက်လက်အကုန်လုံးရေးပြီးတော့တင်လူပေးထားမှာဖြစ်တယ်ပေါ့အဲ့ချိန်မှာတောက်လျှောက်ကကိုတိုင်းဒီပတိစိတ်သားဆူတောင်းတာမေတ္တာပို့တာသွားမှခီးတွေလှမ်းပြီးမေတ္တာပို့တာကိုတီနေရာရှိတဲ့သူတွေကုမ္ပဏီကလူကြီးတွေအတွက်လှမ်းပြီးမေတ္တာပို့တာအဲ့ဒါတော့အရေးကြီးတယ်မေတ္တာတရားကပြီးတော့ကိုယ်မျက်နှာမြင်ချစ်ခင်အောင်ဆိုပြီးတော့မေတ္တာပို့တာချင်းကုသိုလ်များလေးလုပ်ပြရမယ်27ရက်တော်တဲ့နေ့မှာအဲ့တော့ပြီးလို့ရှိရင်အဲ့ကျေးလင်မန်းလေးကို27ရက်တိတိထားရမယ်ထားပြီးသွားတဲ့ခါကြလို့ရှိရင်27ရက်ပြည့်ပြီဆိုလို့ရှိရင်ပြန်စွန့်မယ်စွန့်ပြီးသွားတဲ့ခါကြလို့ရှိရင်မြစ်တစ်ခုမှာတွားပြီးတော့အဲ့တင်မော်လေးကိုစင်းလုံးကိုတွားပြီးလွှတ်လိုက်ရမှာလွတ်ပြီးသွားတဲ့အခါမှာကိုအမြန်ဆုံးခီးနဲ့ပတ်သက်ပြီးသွားပြပြီလို့ဆေးရလှိုက်လဲဆူတောင်းပြီးတော့လွတ်လိုက်ရမှာဖြစ်တယ်ပေါ့နော်အဲ့ဒါကနောက်တစ်ခုအဲ့တော့နောက်တစ်ခုကတင်မောသားများအတွက်စောင့်တဲ့အဆောင်ကကြတော့တော့ပါ9ဘန်းနဲ့ဒီကိုနေမှာရှိတဲ့ခဲတုံးလေးတွေအဲ့ခဲတုံးလေးကိုရှင်ဦးပကုတ်ပုံစံဒီထုလုပ်ပြီးတော့ပေါ့နော်ဟိုလုတ်တဲ့သူရှိမှာထုလာခိုင်းစေပြီးသွားတဲ့ခါကျလို့ရှိရင်ရှင်ဦးပကုတ်ဂါရာကိုကျမတို့39ခေါက်ရွတ်ဖက်ပြီးတော့စောင်းထားရမှာဖြစ်တယ်ပေါ့နော်အဲရွတ်ဖက်တဲ့နေ့မှာတနိုင်လုံးတက်လို့စားတာပြီးသွားတဲ့ခါဒီတက်လို့စားတာအဋ္ဌံပတိစိတ်တာအဲ့လိုမျိုးလေးကောင်းခြင်းတွေများလုပ်ပြီးတော့ရှင်ဘုကိုတော်မျိုးကိုစွန်းစီနီပန်းကတ်လှူတာပေါ့နော်ဒီအယုတ်ကလေးပဲကတ်လှူပြီးတော့အဲ့ချိန်မှာပတိစိတ်အသိထိတင်တယ်လို့ခေါ်တာပေါ့ပြောမဆိုရင်တော့ပြီးတော့ပတိစိတ်တဲ့39ခေါက်ရုပ်ဆိုပြီးတော့မှဒီအဆောင်လေးကိုစောင်းထားတဲ့အားလေးကိုလုပ်ပြီးတော့စောင်းတာအဲ့ဒါကဒီတမောသားများအတွက်အရေးအကြောင်းကြုံပြီဆိုရင်
မိမိရဲ့ကံအထောက်ပံ့ကောင်းပေးစွမ်းနိုင်တယ်ပေါ့နော်အဲ့လိုစာကိုတင်မောသားများအတွက်ရည်ရွယ်ပြီးတော့ပြပြပေးခြင်းဖြစ်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ရှင်